စားကြပါဦးရှင်စီပြန်ဟင်းတွေထပ်ထမင်းမိတ်နဲ့စီပြန်ဟင်းတွေနဲ့စားရင်တော့မထမင်းအဲ့လောက်မမိတ်ဘူးလူလိုချင်းဟင်းလေးနဲ့ပြည့်ရည်လေးနဲ့တိုးစရာလေးနဲ့စားရတာထမင်းအရန်မိတ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မပူကထမင်းနဲ့လက်စားမယ့်ဟင်းလေးကတော့ရေရွှင်ရှင်းလေးပါပဲကစုံရွက်လေးကတော့လက်ကရထားပေါ့နော်ပြီးတော့ကမိုးရွက်ရဲ့ဇီးရိုးလေးရဲ့ပစွန်လေးရဲ့ချက်ထားပါတယ်ချင်းဟင်းလေးဒီမှာပါစားကြပါဦးရှင်ပြီးတော့ငပိရည်နဲ့ရင်းဝါတို့စားတယ်ဒါပဲစားမယ်စီပြန်ဟင်းမပါဘူးပေါ့နော်ဒီနေ့ကချင်းဟင်းလေးနဲ့ငပိနဲ့တို့စေရမယ်ဆိုတော့အရန်ကောင်းပါတယ်အားလုံးပဲစားကြပါဦးရှင်ကဲဆွဲပြီးဘင်းခွာရွက်ကဒါလေးရကောင်းတယ်အမြင့်လေးပါပါတယ်နိစေးပေါင်းလေးမြင်းခွာရွက်လေး然后啥都干，他不要，你不能拿去拿晒。可是有的一年了，可是有你的。ဒါလေးကအသားဟင်းကားရင်မနော်စီပြန်ဟင်းနေထမင်းမိတ်နေပြန်စားတော့ကောင်း
တုံသွားပါပြီရှင်စားလို့အရန်ပဲထမင်းမိတ်ပါတယ်စီပြန်ဟင်းတွေထက်ထမင်းမိတ်နဲ့စီပြန်ဟင်းတွေနဲ့စားရင်တော့ထမင်းအလောက်မမိတ်ဒီလိုချင်းဟင်းလေးနဲ့ပြည့်ရည်လေးနဲ့တိုးစရာလေးနဲ့စားရတာထမင်းအရန်မိတ်ပါတယ်ဟုတ်ကဲ့ပါအခုလိုဘဖူကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမကြီးစိုက်ကြပါနော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်တတား